မင်္ဂလာပါကျွန်တော်ကတော့ inspire by job ပါဒီနေ့မှာတော့ကျွန်တော်တို့တော်တော်များများမသိပါတာခန်းစားနေရတတ်တဲ့ bread crumbing အကြောင်းပြောပြပေးချင်ပါတယ်ဒါကဘယ်လိုမျိုးလဲဆိုတော့တရားရောက်ကတင့်ကိုတကယ်လေးအလေးနဲ့မထားဘူးဒါပေမဲ့တင်ကသူတို့အနာကနေထွက်ခေါ်တော့မယ့်အချိန်ကြရင်မျောလင်းချက်အစနာလွေးတွေပေါ့တနည်းအားဖြင့်ဒီ bread crumbs လေးလာချပေးပြီးတင့်ကိုဆွေးထားတာမျိုးပါတကယ်တော့ဒါစိတ်ပိုင်းဆိုင်ရာခြေလှမ်းမှု manipulation တစ်ခုပါပဲbread crumbing ရဲ့လက္ခဏာတွေကပါတယ်လေမရည်ရတဲ့စကားလုံးတွေသုံးတာငါတို့တနေ့ကျရင်တွေးကြမယ်လေနောက်မှအေးစစ်စကားပြောကြရအောင်ဆိုပြီးတော့အချိန်တိကျမရှိတဲ့ဂတိတွေပေးပါတယ်နောက်တစ်ခုကတော့ပူးလိုက်အေးလိုက်ဖြစ်နေတာမျိုးပေါ့တခါလေကျရင်တော့အရန်ကယူစိုက်ပြပြီးတော့ကျန်တဲ့အချိန်တွေကြတော့ဘာအဆက်တွေမှမရှိပဲပြောင်းနေတတ်ပါတယ်နံပါတ်3ကတော့တင်ထွက်သွားမှာကိုကြောက်တာတင်းကသူတို့ကိုစိတ်ကုန်ပြီးတော့အဆက်တွေဖြတ်တော့မယ်ဆိုတာကိုသိလိုက်တာနဲ့ပိုပြီးကယူစိုက်ပြလာတတ်ပါတယ်ဒါပေမဲ့ဒါခဏတာပါပဲဒါကိုလှုပ်တဲ့သူအများစုဟာအများအဖြစ်တော့သူတို့ရဲ့ ego ပေါ့သူတို့ရဲ့အတ္တကိုဂျိုးမွေးခြင်းနဲ့စိတ်ကြောက်လှုပ်ကြတာပါသူတို့ကိုဝိုင်းပြီးတော့စိတ်ဝင်စားနေတဲ့သူတွေရှိနေပါတယ်ဆိုတဲ့ခံစားချက်ကိုပဲသူတို့လိုချင်တာပါနောက်တစ်ချက်ကတော့သူတို့ကတကယ် commitment ပေးဖို့တတ်တိမရှိတာကြောင့်အရန်လိုဖြစ်နေပဲတင့်ကိုတိန်းထားချင်တာပါတကယ်လို့ကိုကဒီလိုအခြေအနေမျိုးမှာပိတ်မိနေတယ်ဆိုရင်ဘယ်လိုရုံထွက်မလဲreality check လုပ်ပါသူတို့ပဲမျောလင့်ချက်စကလုံးတွေထက်သူတို့ရဲ့လုပ်ရ action ကိုကြည့်ပါနှစ်ဒါရိုက်မေးခွန်းမေးလိုက်ပါငါတို့ကြားကဆက်ဆံရပါလေဆိုတာကိုရှင်းရှင်းလင်းလင်းမေးဖို့လိုပါတယ်အဖြေကမရေမရာဖြစ်နေအောင်ပဲဆိုရင်ဒါအဖြေပါပဲတင့်ကိုလူသုံးအတွက်ပဲသူတို့ကအရန်အနေနဲ့ထားတယ်ဆိုတာကိုပေါ်လွင်ပါတယ်နံပါတ်3ကိုတန်ဖို့ပြန်ရှာပါတင်ဟာတလုတ်စာမုတ်အစာနာလေးတွေကို like ကောက်ပြီးဘိုက်ဖြစ်ရမယ်သူမဟုတ်ပါဘူးတင်တွက်ပြည့်စုံတဲ့ထမင်းတနက် full commitment ပေးနိုင်တဲ့သူနဲ့ပဲထိုက်တန်ပါတယ် bread crumbing ဆိုတာခံရတဲ့သူတွေတကယ်ကိုစိတ်ပင်ပန်းစေကစားပွဲတစ်ခုဟာအဲ့ကစားပွဲကနေတင်ထွက်လိုက်မှသာတင်းရဲ့စိတ်အေးချမ်းမှုကိုပြန်ရမှာပါဒီတဲ့ဗီဒီယိုကတော့တင်တွက်မျက်စိပွင့်တော်စေမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုလေးမှာဆုံတွေ့ရအောင်ပါခင်ဗျာ